ကမ္ဘာအချမ်းသာဆုံးမိသားစုတွေသူတို့ရဲ့ကလေးတွေကိုဘယ်လိုလေ့ကျင့်ပေးတယ်လဲဆိုတာဒီမှာကြည့်ပါတင်လဲဒါမျိုးလုပ်ပေးတင်ပါတယ်ကလေးအသက်9နှစ်အရွယ်မှာသူတို့ကိုအလုပ်တစ်ခုပေးလုပ်ပါတကယ်အလုပ်မျိုးပါသူတို့အခန်းကိုသူတို့တန်ရှင်းရေးလုပ်တာအမိုက်ပစ်တာဒါမှမဟုတ်အဝတ်စားခောက်ခိုင်းတာမျိုးပေါ့ပြီးရင်သူတို့ကိုလှုပ်အားခပေးပါတစ်ပတ်ကို$5လောက်ပေါ့အခုပြောမှာကတော့မိဘအများစုသတိမထားမိတဲ့အရေးကြီးတဲ့အပိုင်းမှာသူတို့ရတဲ့ငွေတိုင်းကိုဖန်ပလင်း3လုံးနဲ့ခွဲထည့်ခိုင်းရပါမယ်ပထမဆုံးပလင်းကတော့ပေးကမ်းခြင်းအတွက်ပါတစ်ပတ်ကို$အမြဲထည့်ပါလက်ကုန်တဲ့အခါမှာအဲ့ဒီပတ်စံကိုလိုအပ်နေတဲ့သူတယောက်ကိုသူတို့ကိုယ်တိုင်လက်နဲ့ပေးခိုင်းပါဒါဟာချမ်းသာကြွယ်ဝမှုဆိုတာကိုယ့်အတွက်တင်မကပဲတခြားသူတွေအတွက်ပါအသုံးဝင်နေဆိုတာသင်ပေးတာပါဒုတိယပလင်းကတော့သုံးဆွဲဖို့အတွက်ပါ$ထည့်ပေးပါလက်ကုန်ရင်သူတို့ကြိုက်တာဝယ်ခိုင်းလိုက်ပါဘာမှဝင်မစွတ်ဖက်ပါနဲ့ဒါဟာသူတို့ကိုလွတ်လပ်စွာရွေးချယ်နိုင်ခွင့်ကိုသင်ပေးတာပါတတိယပလင်းကတော့ယင်းနှိမ့်ညွန့်နှံမှုအတွက်ပါ$ထည့်ပါဒါပေမဲ့ထူးခြားတာကတင်ကလည်းတင်အိတ်ကက်ထဲကနေ$ထပ်ပေါင်းထည့်ပေးရမှာပါအဲ့ဒီတော့သူတို့ရဲ့$ကနေ$ဖြစ်သွားတာပေါ့ဒါကတော့ပတ်စံဆိုတာအိတ်နေရင်းနဲ့တောင်တူပွားလာနိုင်တယ်ဆိုတာကိုသင်ပေးတာပါဒီလိုနဲ့အသက်10နှစ်အရွယ်ရောက်တဲ့အခါမင်းရဲ့ကလေးဟာငွေကိုဘလို့ရှာရမလဲတင်မဟုတ်ပဲဘလို့ပေးကမ်းရမလဲဘလို့အကျိုးရှိရှိသုံးစွဲရမလဲနဲ့ဘလို့တိုးပွားအောင်လုပ်ရမလဲဆိုတာတွေကိုကောင်းကောင်းနားလည်သွားပါလိမ့်မယ်လူကြီးအတော်များများဟာအသက်40ထိတောင်ဒါတွေကိုနားမလည်သေးပါဘူးဒါပေမဲ့မင်းရဲ့ကလေးကတော့အသက်10နှစ်မှတင်ဒါတွေကိုကျွမ်းကျင်သွားပါလိမ့်မယ်ဒီလိုဘ ഹു တုတရားစရာအကြောင်းအရာလေးတွေထပ်ပြီးသိချင်တယ်ဆိုတော့ကျွန်တော်ကို subscribe လုပ်ခဲ့ပါခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်